ပြောပါအောင်မရင်ငယ်နဲ့မရင်ကြီးအာ နှစ်ပန်းလုံးနဲ့ချိန် နှစ်ပန်းလုံးနေတဲ့အချိန်မှာလင်းရပါပြောလဲ ညီမယောက်ျားပါပြောတယ်မှလားညီမမရင်ငယ်မညီမယောက်ျားပြောတယ်သူနာမည်တသန်းနုကိုအလူတဲ့နင်းတဲ့အကောင်ဗလာသူကပြောတယ်သူယောက်ျားကိုကြီးရဲ့သူကအကိုကြီးပဲခေါ်တာကိုကြီးရဲ့နင်းတဲ့အကောင်မဟုတ်တယ်ငါအစိမလောက်ပြမယ်ဆိုတော့နင်းလောက်တဲ့အကောင်မဟုတ် အဲ့လေအဲ့မရင်ငယ်မဇောင်းထားနေပြီပေါ့ မပြောတာမရင်ငယ်မပြောတာနင်းနဲ့ငါအစိမနဲ့ဒီကောင်မလောက်ပြမယ်ဆိုရင်နင်းလောက်ပြတယ်အခုဟိုကောင်လောက်တော့ဗော ဟာလောက်တော့ ဟိုကောင်လေဘိဟိုကောင်လေဘိလက်ညှစ်တယ်လေ ဟဲ့မြေရောပေါ့အေးရှင်းစပ်ဖို့ဟောင်းနေပြီလေရှင်းမယူတော့ဘူးလေစပ်ဖို့တိတ်ပဲယူမှာပေါ့အဲ့ လေဘိညှစ်ပြီးတော့ညီမကိုရိုက်တာရိုက်တဲ့ခါကျတော့မရင်ငယ်မလည်းသပင်ရစ်တော့ကြိုက်တာညီမနှစ်ယောက်ဝိုင်းလောက်တာညီမတယောက်ဆိုတော့မနိုင်တော့ ဟဲ့ရှင်းတပည့်ပဲရောက်သွားပြီတော့ အဲ့ဒါ तू ကလည်းရိုက်တဲ့ချိန်ကျတော့ဟိုပါလား10စင်းပတ်လည်လောက်ရှိတယ်တစ်သားလောက်10စင်းပတ်လည်ရှိတယ်အဲ့ဒါနဲ့ရိုက်တာညီမလွတ်သွားတာမထီဘူး အေးမထီဘူးအေးကန်ကလို့ညီမတို့နေသိပြီပေါ့အမ မထီညီမတော့တေးပြီးဗျညီမရိုက်တော့ငါတေးပြီးတော့ဘလို့လွတ်သွားမှမသိဘူး तू ရိုက်လိုက်တာမမိလိုက်အဲ့နောက်တော့ तू လေဘိညှစ်တာသူလည်းပဲထက်ညက်တော့သူရိုက်ရောပြီးတော့ထိုးသူရိုက်တဲ့ခါကျတော့ညီမလည်းဆွဲတာလည်းအကမရင်မငါလက်မလွတ်ဘူးတော့ညီမပတ်စပို့တို့ပတ်စံဘဲအဲ့တော့ညီမဘောင်းမိအဲ့မှာထဲတာမရင်ငယ်မအဲ့ဒါပဲရအောင်လူတာသပင်ဆွဲပြီးတော့တိုက်ပြီးတော့သူရအောင်လူတာဒါမှပါသွားတယ်ဘဲအဲ့တို့ပတ်စံအဲ့တို့ဘာအကုန်ပါပြန်ပါသွားတယ်ပတ်စပို့တွေပါတယ်အဲ့မသူလူတော့ပါသွားတာအဲ့ဒါဖြင်တော့ရှမ်းနေရတာအော်တာပါတော့သူမှမဝင်မဆွဲရဲတော့ဖြင်တဲ့သမားတော့ပြင်ပေးတာအဲ့တော့ဘသူအထိနာပါလဲ3ယောက်တည်းက3ယောက်တည်းကဘသူတိုးတော့ဘာဖြစ်တာမသိညီမတော့ကြိုက်ကန်တီးသွားတာဗျခြေတောင်းမှတစ်ချက်လက်မှတစ်ချက်အော်မင်းငယ်မကြိုက်တယ်ဗောဟုတ်တယ်လက်မှမင်းငယ်မအကောင့်ကြီးလားရှင်အကောင့်ကြီးရလားလေပဲဗောနှစ်ယောက်လုံးတူတူပဲဟာလားဘသူကပို့ချောလဲတူတူပဲဒါပေမဲ့ဟိုကောင်မအမရဲ့ညီမအသက်50သူက30ကျော်ဆိုတော့လေအမရဲ့ညီမလည်း30ကျော်တော့ချောတာပေါ့အမရဲ့သူ့လိုမျိုးပဲအေးဗောအခုနည်းနည်းလေးအသက်ကြီးပါပြီဆိုတော့အေးဗောအေးလေရှင်မသာသွားတာရှင်မသာပြသွားတာဗောရှင်ကလီးစောက်တာအရေးထွက်အောင်မဆုပ်ဘူးဗောဟိုကလီးစောက်တာအရေးထွက်အောင်ဆုပ်တာကိုလေပေါင်းအိမ်မှာတာသွားတာဗောကွာမင်းငယ်မအဲ့ဒါဟိုကောင်မတော့ဗတဲ့ဒီမျိုးအရိတ်ထဲမှာအဲကွန်နဲ့လောက်တော့အသာဖြူတာဗောကျမဆိုရင်စပင်းဆွဲပြီးတော့ပါနာတယ်မှာပါမချနိုင်ဘူးထိုးသားလိုက်ပါလားလို့ရှင်တလောက်အကောင်ကြီးတာရှင်ဘယ်လိုမကန်သားလဲမလေးဦးရောတာလေ2ယောက်လေအမ2ယောက်1ယောက်လေ2ယောက်1ယောက်ပေါ့အေးပေါ့လင်းပါတယ်ဆိုတော့ကအေးပေါ့ယောက်ချလေးအားနေဆိုတော့အဲ့ဗတဲ့လင်းရပါပြောတာမှတ်တယ်မယားကလင်းကိုချခိုင်းရောလင်းကတောက်ရောနေနဲ့အကောင်မနဲ့ငါအရှိမနဲ့လုံးပြဆိုတော့လောက်ရောလင်းရလင်းလည်းကလောက်ပြီးတော့ခါကြတော့မယားအကောင်မဘာပြောတာမှတ်တယ်အော်ဗတဲ့လင်းရပါပြောတာမှတ်တယ်အကောင်မနဲ့သတ်လိုက်တယ်အကောင်မသူကထပ်သက်ခိုင်းနေရောညီမအဲ့လေတလိုက်ပေါ့ပြန်လင်းတလက်မရတဲ့သက်ခိုင်းနေရတယ်ညီမအကောင်မတဲ့နေအနုတဲ့နေအကောင်မရအောင်သတ်ပလိုက်တာငါသူတိဝိုင်းငါထောင်ထဲဝင်မယ်အဲ့လေညီကြတယ်ဟာမရင်ငယ်မနဲ့လင်းနဲ့ညီကြတယ်ဟာतू စိန်ခေါ်တာဘယ်ဖွဲ့စီနဲ့တိုင်မယ်ကြိုက်တဲ့ဖွဲ့စီတိုင်တာငါဘယ်သူဘယ်ဖွဲ့စီမှငါမကြောက်ဘူးအေးလေအကောင်ကစိန်ခေါ်တာကြောက်လေဖွဲ့စီတိုင်မယ်လားဘယ်ဖွဲ့စီမဟုတ်သူကစပတ်အစိတ်စီးတယ်ဆိုတော့ဘယ်သူမှမကြောက်တော့ဘူးပေါ့အေးပေါ့ထားလိုက်တော့နေဘယ်ဖွဲ့စီခေါ်မယ်ကြိုက်တဲ့ဖွဲ့စီခေါ်လာတာနင်တို့လိုတဲ့ကိစ္စပဲဖွဲ့စီမှလက်မခံဘူးအခုညီမကထုတော့ဟာလားမဟုတ်လေညီမရိုက်ထားတာဟာလားညီမရိုက်ထားတာညီမကြိုက်ထားတယ်ဆိုတော့ညီမတတိုင်မှာပါညီမပြောတာနေဘယ်ဖွဲ့စီတိုင်မယ်ကြိုက်တဲ့ဖွဲ့စီတိုင်တာငါဘယ်ဖွဲ့စီမှငါမကြောက်ဘူးငါရှင်းမဲ့လာတာအေးဖွဲ့စီပြီးလာတာငါရှင်းမဲ့တာပြောပါဦးဆက်ပြောပါဦးအဲ့ဒါနဲ့ဇလန်ပြီးသွားလားအိမ်မှာချပြီးတော့ညီမလည်းအထုတ်ကောက်လိုက်တာဗောညီမအထုတ်ကောက်မှရတော့မယ်လေသူများတော့ပြောတော့အမညီမတော့ညာကြီးဆိုတော့ညီမမဆုပ်ချင်ဘူးလေအဆုံးမပေးချင်ဘူးလေကိုနဲ့ကိုသူလာတာဆိုတော့ကိုထွက်ရမှဆိုတော့မတည့်ရမနေလည်းမကြောက်ဘူးလေညီမဆိုအမရဲ့သူများပြောတော့အမရဲ့မနေတော့ညမိုးချုံရအမသက်ကန်ထိလိုက်မှာဗောအမဆက်နေအမသွားလိုက်တော့အမဟောရှင်မရင်ကြီးပြပြလို့ရှင်အရှုံးပေးလိုက်တဲ့ဆိုတဲ့သဘောဗောရှင်ထွက်တယ်ဆိုတော့အဆုံးပေးလိုက်ရတာဗောအဆုံးပေးတော့နှလုံးအေးတာဗောရှင်ကျမကိုအစကတည်းကပြောပြီးသားလေကျမပြောရလေအရှုံးပေးရင်တခါပဲနာမယ်ဟုတ်တော့အရှုံးမပေးရင်ထပ်ခါတည်းလဲနာမယ်ဟုတ်တော့ဟုတ်တယ်ညီမကကြောက်တာဗာကြောက်တာဆိုတော့လူသိမှညီမမကြောက်ဘူးညီမတယောက်ချင်းလာတာညီမနှစ်ပန်းလုံးရဲတာသူသိကိုသိပဲညီမကမြင်းစည်းညီမကိုထဲမှာကြောက်တော့ညီမထွက်လာအခုချိန်မှာကလေးဘယ်နှစ်ယောက်စီလဲ4ယောက်ယောက်ျားလေး2ယောက်မိန်းကလေး2ယောက်ရှင်တို့အသက်တွေကလည်းငယ်တာလည်းမဟုတ်အသက်တွေလည်းကြီးကုန်ပြီအမကိုညီမပြောရမှာညီမလည်းအိမ်အောင်20သူလည်းအိမ်အောင်20ညီမအိမ်အောင်20ရလား220လုံးမငင်ငယ်ယူတာဟောပြောမဆိုရင်အရင်ကတစ်ဆက်က2ယောက်အဲ့လိုလားဟုတ်တယ်ဟုတ်မဟုတ်ဘူးညီမကပထမအိမ်တော်ကဒီအခုကွဲတဲ့အခုလက်ရှိကွဲတဲ့အကောင်နဲ့ပထမအိမ်တော် तू ကသိသွားပြီဆိုပြီးတော့ तू ကပြောလိုက်တဲ့ခါကျတော့ညီမကအသက်30ပဲရှိတော့နောက်အိမ်တော်ပြုတ်လိုက်တာ
သူတေပြီးဆိုပြီးတော့သူ့အမေတွေကပြောတယ်သူသားတေသွားပြီတဲ့သူတပိတ်သူ့ပြီးသွားပြီဆိုတော့နေလဲနားအိမ်အောင်ပြုရှင်ပြုဆိုတော့အသက်30 29 30ဆိုတော့ညီမလည်းနားအိမ်အောင်ပြုလိုက်တာ ဟုတ်ကဲ့အဲ့တော့ပြုလိုက်တော့2015ကြာမှာသူကအသက်ရှင်နေပြောတယ်ချက်ချင်းအသက်ရှင်သွားရော2015မှာအသက်ရှင်နေဆိုတော့ညီမလာတွေ့တယ်သူ့သမီးကသူ့နဲ့ရတဲ့ကလေးကတယောက်ပဲမိန်းကလေးတယောက်အကြီးဆုံးအသက်20ပါ20မှာအသက်20မှာအခုမရင်ငယ်နေတဲ့ကောင်အကောင်ကတယောက်ပဲကလေးရတယ်အနောက်ထပ်နောက်တစ်လေးနောက်ဆယ်တာကလေးက3ယောက်အခုအဲ့ဒီကလေးဖေးဘယ်ရတော့မရင်ငယ်ယူတယ်မရင်ငယ်ယူတော့ညီမရှင်းလျာအကုန်လုံး2ယောက်ရှင်းလျာအကုန်လုံး2ယောက်စလုံးမရင်ငယ်ထားတဲ့ဆိုတော့ကရှင်းနောက်တစ်ယောက်ကညီမပြောပြမယ်နောက်အိမ်တော်ကကြတော့ဘာလို့ဖြစ်လို့လဲဆိုတော့ပတ်စံစီတက်မခံနိုင်တော့ညီမတို့အိမ်ဒီကားတွေရှိတယ်ဆိုတော့မရင်ငယ်ကပွေတဲ့ခါမရင်ငယ်ဆုံးမှမသိဘူးညီမသိတဲ့ချိန်ညီမအိမ်မှာပဲခလေးတွေနဲ့နေရတယ်လေသူကကားမောင်းတာတက်စီဆွဲတယ်တက်စီဆွဲတဲ့ခါကျတော့ तू ကမနဲ့4နိုင်ဆိုသွားပြီညနေကျရင်6နိုင်မှပြန်လာတယ်အဲ့ဒါမှ9000မှပေးနိုင်တယ်ကိုပိုင်ကားတက်စီဆွဲတာ9000မှပေးတော့ညီမမသိဘူးလေညီမငါတုံးမဆိုတော့ညီမမသိဘူးလေပေးသလားပဲအဲ့ကားမဆွဲကောင်းလည်းပြီးရောပေါ့ဒီတဲ့ခါကျတော့ညီမ तू မရင်